ရန်ကုန်နောက်ပိုင်းခရိုင်လှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူလူအခြေပြုဗဟိုဌာနတွင်လူငယ်နှင့်မဖက်သင့်သောစာပေအသိပညာပြီးတော်ရှိုးကိုယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါတော်ရှိုးကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးညိုထွန်းနှင့်စာရေးဆရာအသင်းနာယကဦးမင်းဆက်ပိုင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်။ဆရာမင်းဆက်ပိုင်အနေနဲ့ဆွေးနွေးပြပါ။နေ့ခင်းမှာစာပေနဲ့ပတ်သက်ပြီးတော့ဒီပညာတက်ပညာဤပညာတွေပေါ်ပေါက်လာတွေ့ရပါတယ်။ဒီထဲမှာလူငယ်တွေဘာတင်တဲ့စာပေရရှိရင်ပြောပြပြီးတော့ဆရာ။ဟုတ်ကဲ့ပါ။ကျွန်တော်စာပေမှာတော့ဒါအသိပညာဘုဒ္ဓရာတွေကျွန်တော်တို့တိုးပွားပြီးတော့ကောင်းတဲ့စာပေတွေရှိသလိုကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနဲ့ကိုကျင့်တရားကိုပြည့်ပြားစေမဲ့စာပေတွေလည်းရှိတယ်เนาะကျွန်တော်စာပေနှမျိုးနဲ့စာရှိတော့เนาะဥစွာပေါ့เนาะလူငယ်တွေနေနဲ့ကတော့ဒါဘယ်စာပေကိုဖတ်တဲ့နဲ့ဘယ်စာပေကိုမဖတ်တဲ့နဲ့ဆိုတာထက်ဒီစာပေတွေကိုစုံနေအောင်ပဲဥစွာအရင်ဖတ်တဲ့เนาะစာပေစုံနေဥစွာဖတ်တဲ့အဲ့ဒီထဲကမှကိုမလိုက်နာတဲ့စာပေမကောင်းတဲ့စာပေပေါ့เนาะဟုတ်ကဲ့အဲ့လိုမလိုက်နာတဲ့မကောင်းတဲ့စာပေတွေကိုမဖတ်ဖို့လိုတော့ပေါ့အဲ့ဒီထဲကမှရွေးပြီးတော့မှเนาะအဲ့ဒီလိုမိမိကိုဟိုကောင်းကျိုးလည်းမပေးဘူးအဲ့လိုကောင်းကျိုးမပေးတဲ့စာပေကိုတော့ဘာပဲပြောလူငယ်တွေနဲ့ကိုဖတ်ပြီးွားပြီးဆိုဆင်ကျင်ပြီးတော့အဲ့ဒီစာပေတော့မဖတ်တဲ့တော့ပါဟုတ်ကဲ့ဟိုနောက်တစ်ခုမဖတ်တဲ့စာပေမျိုးစားဘယ်နှမျိုးလောက်များရှိပါလဲဟိုမဖတ်တဲ့စာပေတွေကတော့ဒီဘက်ဒီဘက်ခက်ပေါ့နော်ဟုတ်ကဲ့ဒါလည်းရင်ထဲရှိပြီးသားပါဒီဘက်ခက်မှာတော့အယောင်နဲ့သူကခွဲခြားပြီးတော့သူကပြောပြတာတယ်အယောင်ပေါ့နော်ဘလို့အယောင်နေလဲဆိုတော့သူကအနီရောင်စာပေဟုတ်ကဲ့နောက်တစ်ခုကအပြာရောင်စာပေဝါရောင်စာပေအနှဲရောင်စာပေပန်းရောင်စာပေဆိုတော့ခွဲထားတယ်နော်စာပေကိုသူကဒါအယောင်လေးနဲ့သူကခွဲထားတယ်နီရောင်ဆိုတော့သူကဘာလဲဆိုတော့နီရောင်စာပေကဘာလဲဆိုတော့သူကလူမျိုးရေးဘာသာရေးပေါ့နော်အဲ့ဒီအထီးကျုံဖြစ်မဲ့စိတ်ကိုဆွပြီးတဲ့ဒါနှိုးဆော်တဲ့စာတွေပေါ့နော်အဲ့ဒီလူမျိုးရေးဘာသာရေးကိုအထီးကျုံဖြစ်အောင်ဆွပြီးတဲ့စာတွေနောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ဒီအမျိုးသားရေးစိတ်ဓာတ်ကိုပြက်ပြားသွားအောင်နှိုးဆော်ပေးတဲ့စာတွေပေါ့နော်အဲ့ဒီစာပေတွေကတော့ဒါမဖတ်သင့်ဘူးနော်နောက်အပြောင်စာပေကတော့ဒါအားလုံးသိပြီးသားနော်ပြောင်စာပေဘာလဲဆိုတော့သူကတဏှာရာကောက်သူကနှိုးဆွပေးတာလူငယ်တွေဆိုရင်ဒါအမှန်တန်ရေးကြည့်တယ်တဏှာသူကနှိုးဆွပေးတာနော်အဲ့ဒီနှိုးဆွပေးတဲ့စာပေကိုလူငယ်တွေကဒါဖတ်မိလိုက်ပြီဆိုရင်စိတ်ကိုရိုင်းသွားတယ်သူကရိုင်းဆိုင်သွားတယ်ရိုင်းဆိုင်သွားပြီးတဲ့ခါကျတော့မှန်တယ်မားတယ်သူကမသိတော့ဘူးကလေးတွေကနောက်ဒီမဖြစ်တဲ့နာတွေလည်းသူကဖြစ်သွားတယ်နော်မဖြစ်တဲ့နာတွေပေါ့နော်အဲ့ဒါကြောင့်ဒီစာပေတွေကိုလည်းမဖတ်သင့်ဘူးနောက်အဝါရောင်စာပေရှိသေးတယ်နော်ဝါရောင်စာပေကဘာလဲဆိုတော့ကျွန်တော်ဒီဘက်ခစ်ပေါ့နော်ဒီဘက်ကာလကျွန်တော်သတင်းကြံနေပေါ်တဲ့ကာလတွေမှာဆိုရင်ဒီသတင်းသမားတွေဂျာနယ်သမားတွေအဲ့ဒီဝါအောင်စာပေရဲ့နီးပညာတွေကိုသူကအများဆုံးလုပ်ကြတယ်သူတို့ကဘယ်လိုလဲဆိုတော့သူကဘယ်လိုလဲဆိုတော့ဒီသတင်းတစ်ပုဒ်တွေဆောင်းပါးတစ်ပုဒ်မှာဆိုရင်သူကဘာလဲဆိုတော့ဥပမာဆယ်လီတွေဖြစ်တဲ့မင်းသားတွေမင်းသမီးတွေအကြောင်းပေါ့မင်းသားကဘယ်သူနဲ့ဘာလုပ်နေလဲဟုတ်တာမဟုတ်တာပါထားမင်းသမီးကလည်းဘယ်သူနဲ့ဘာလုပ်နေလဲဆိုပြီးဟုတ်တယ်လို့မဟုတ်တယ်လို့သူကအကုန်လျှောက်ရေးတာသူကအဲ့ဒီမှာသူကနော်ဟိုမဟုတ်တာလဲဟုတ်အောင်ဟုတ်တာလည်းမဟုတ်အောင်တလက်ပတ်ပြီးသူကရှောက်ရေးတယ်အဲ့လိုရေးတဲ့သတင်းတွေကဘာဖြစ်တယ်ဆိုတော့လူတွေကတစ်ခါဖတ်တော့မဟုတ်နှစ်ခါသုံးခါတော့ဖတ်မိလိုက်တဲ့ခါကျတော့ဟုတ်တယ်လို့ဟုတ်တယ်လို့နဲ့စိတ်ကိုသူကဆွပေးလိုက်တာနောက်အနက်ရောင်စာပေကတော့ဒါကျွန်တော်တို့ဒီဘက်မှာတော့ကျွန်တော်တို့ဒီမှာကတော့နည်းနည်းများတယ်ထင်တယ်အနက်ရောင်စာပေကသူကဘာလဲဆိုတော့နတ်နဂါတိုက်ဘိုးတော်သူကနတ်နဂါဘိုးတော်အဲ့ဒီဂမ်ဘီယာဘာညာအဲ့လိုမျိုးပေါ့တဘောလုံးဖြစ်ရတယ်အဲ့ဒီအကြောင်းတွေသူကရေးတာနော်အဲ့ဒီအကြောင်းရေးတာအဲ့ဒီဟာလဲဘာပဲပြောလူဆွဲဆောင်တယ်သူကဆွဲဆောင်တယ်ဟုတ်တာတွေရောမဟုတ်တာတော့အကုန်ထည့်ရေးတာစိတ်ကိုဆွဲဆောင်အဲ့လိုအားဒါတွေကိုများဖတ်မိရင်ဘာဖြစ်လဲကိုယ်ယုံကြည်ချက်ပျောက်သွားအောင်ဟုတ်တယ်လို့ဟုတ်တယ်လို့နဲ့ကိုယ်တည်းရဲ့ယုံကြည်မှုကိုယ်ယုံကြည်မှုတွေပျောက်သွားအောင်ယုံကြည်မှုပျောက်သွားရင်ဘာဖြစ်လဲကိုယ့်ရဲ့အောင်မြင်မှုတွေကဘာဖြစ်လဲဝေးသွားတယ်အောင်မြင်ဝေးသွားတယ်အဲ့ဒီစာပေကိုလည်းမဖတ်တယ်နောက်ပိုင်းအောင်စာပေဆိုတာရှိတယ်နောက်ဆုံးပေါ့ပိုင်းအောင်စာပေကဘာလဲဆိုတော့ तू သူအချစ်ကြောင်းတွေဘာတွေညာ तू အများအားရေးတာအချစ်ကြောင်းတွေချစ်ဇက်လန်းတွေပေါ့ချစ်ခွဲပေါ့နော်သူမှတော့အနှစ်သာတိတ်မပါဘူးနောက်အတိတွေတိတ်မပါဘူးသူကဇလန်းသဘောပဲအချစ်ဇလန်းတွေပဲသူကရေးတယ်နော်ဒါပေမဲ့လူငယ်တဘာဝကတော့ငယ်ရွယ်စဉ်ကတော့ဖတ်တဲ့တော့သူကဖတ်ကြတယ်ဒီစာပေကိုဖတ်ပြီးဝါပြီဆိုရင်တော့ဘာပဲပြောကိုယ်ရွယ်လေးရောက်တိုင်းတော့ဒီစာပေတွေကိုဒါဆက်မဖတ်တဲ့တော့ဟုတ်ကဲ့သူကစိတ်ကိုသူကထွေပြားသွားတာသူကစိတ်ကိုထွေပြားသွားတာနော်အဲ့ဒီမျိုးဒီလိုလူငယ်တွေနဲ့ဒါပြောရရင်တော့ရေရှည်မှာဆက်မဖတ်တဲ့စာပေပေါ့အဲ့ဒီစာပေတွေကတော့ကျွန်တော်တို့ဒီမဖတ်တဲ့စာပေတွေမှာကျွန်တော်မျိုးစားခွဲထားတာပေါ့နော်အဲ့လိုခွဲတာဟုတ်ကဲ့လူငယ်တွေအတွက်ကြံပြုချက်လေးလည်းပြောပြအောင်လူငယ်တွေအတွက်ကဒီစာပေနဲ့ပတ်သက်ပြီးတော့အကြံပြုရရင်တော့ကျွန်တော်တို့ကျွန်တော်တို့ကဘာကြီးပေါ့နော်ကျွန်တော်ယနေ့ကျွန်တော်ကဘာကြီးမှာကျွန်တော်လူသားတွေတီထွင်ထားတဲ့ပစ္စည်းတွေအများကြီးရှိ
နော်နောက်ဆုံးနီးပညာတွေအများကြီးပစ္စည်းတွေလူငယ်တွေနဲ့ဒီစာအုပ်စာပေကိုပါပေးမယ်ဆိုများများတက်တယ်တိတ်ကောက်များများဖတ်တယ်နော်အချိန်ရသလောက်ပေါ့နော်ခုကမစာမဖတ်လို့ခက်နေတာစာအုပ်များများကျွန်တော်ဖတ်တယ်နော်စာဖတ်ပြီးတော့ဒီစာပေတွေကိုဖတ်ရှုရင်းနဲ့ပဲကိုယ့်အတွက်ကောကိုမိသားစုကောကိုပတ်ဝန်းကျင်အတွက်ကောကိုနိုင်ငံအတွက်ကောဒါကြီးပွားအောင်အေးချမ်းသာရအောင်ကြိုးစားပါလို့ကျွန်တော်အကြံပြုတိုက်တွန်းနေပါတယ် ဟုတ်ကဲ့အခုလိုဆွေးနွေးပြရတဲ့အတွက်သူကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ကျေးဇူးပါ